吧，咕噜喇叭，咕噜喇叭。咕噜巴路嘞，多多的哈。咕噜讲拉口啦，你巴路讲多嘛嘞，多。တင်တာအသက်ချမ်းသာရပြီကိုမိန်တော်မူခင်ဗျတဘောပါလားမသိဘူးမိန်တော်မူဒီနေ့ခရိယန်တွေယုံကြည်သူတွေအဓိကအချက်ကဘာလို့ထင်လဲဟိုနမိတ်လက္ခဏာဒီနေ့ဖြစ်တဲ့ရှာကြီးတွေဖျားအသုံးပြုတဲ့သူတွေအထက်မိန်တော်မူတဲ့စကားကိုရေးလဲဆွဲလန်းတတ်တဲ့သူဖြစ်ရင်ပွဲသိမ့်ပြီအဲ့တချိန်တည်းမှာသတိထားရမယ်။ချိန်တည်းမှာသတိထားရမယ်။သင်ကနှုတ်ကပတ်တော်နဲ့ယက်တီတက်သွားပြီးတော့မယက်တီတက်တဲ့သူတွေတောပြီးတော့သင်ကမင်းတို့လာတော့မင်းတို့နားတယ်လားမင်းတို့ချိန်လို့ဆရာတွေအာကိုမလို့ရအောင်အဲ့လိုမလို့အောင်ကိုကလည်းအဲ့ဒီအရွယ်ကနေကြော်ဖြတ်ခဲ့တယ်သူတို့တော့နားလဲပေးပါဒါပေမဲ့ကျွန်တော်အခုဖြစ်နေတာအနှစ်30ကျော်တဲ့အဖွဲတွေအနှစ်40ကျော်ပြီတချို့အနှစ်50ကျော်Heidi, stop you. ယေရှုကလည်းသွားလို့တင်ပေးလိုက်ပြီယေရှုကသွားတင်းတာအသက်ချမ်းသာရပြီမိန်တော်မူတယ်ကိုတော့ဘလို့သိရလဲကိုတော့ဆက်ကြတော့ဘာလာမသိကျွန်တော်ပြောနေတာတော့ဘာလာမသိ तू ဘယ်မှာရှိနေလဲကာနာမြို့မှာရှိတယ် तू ဘယ်နေလာလဲဟုတ်ပြီနော်အဲ့ခေတ်တုန်းကဖုန်းတွေကြည့်ပြီးတော့လေမရ Okay FaceTime နဲ့လို့လာတော့အေးယေရှုကပြောနေပြီအပြပြအဲ့လိုကြည့်ရလောက်လေအင်တာနက်ကမရှိဘူးဖုန်းကမရှိဘူး Okay ဆိုတော့တင်းရဲ့တာအသက်ချမ်းသာရပြီကိုမိန်တော်မူတယ်တဲ့ဘယ်မှာလဲဆိုတော့ဖယားရဲ့စကားမှာဘယ်မှာလဲမကြားလိုက်မှဆိုလို့ပြန်ပြောဘသူစကားမှာဖယားရဲ့စကားမှာမဖြစ်သေးတဲ့အရာတွေဖြစ်အောင်မဖြစ်သေးတဲ့အရာတွေဖြစ်အောင်ဖယားရဲ့စကားသေတဲ့အရာတွေရှင်းအောင်ဖယားပြင်ဆင်ထားပြီးသားတင်းဆွဲလိုက်ရမှာကဟိုဆရာဒီဆရာမို့ဟိုဆရာဆူတောင်းနဲ့ဒီဆရာဆူတောင်းနဲ့မို့ဘာဖယားဘာပြောထားလဲဆိုတော့ဆွဲလန်းတတ်တဲ့သူဖြစ်ရမှာအာမင်ဒါဆိုရပြီဘယ်ဆရာဒေးဗစ်လာမှမလို့တော့ကြိုက်တယ်ဆရာဒေးဗစ်လာမလို့တော့ဆိုတော့တင်းမှာနှုတ်ဘတ်တော်လည်းမရှိဘူးဆိုတော့တင်းခေါ်တော်မူသံကိုကျွန်ုပ်ကြားရပြီဆိုတဲ့အကွက်ထဲပါသွားတယ်ဆရာတွေမလို့ရပါတယ်ဆရာတွေမလို့ရပါတယ်တင်းနှုတ်ဘတ်တော်တော့ရှိရမယ်ဘာရှိရမှာလဲဆိုယေရှုကဘာတင်ပေးလိုက်တာလဲသွားမင်းသားတကယ်တော့သူ့ကိုလာခေါ်တာသူကမလိုက်မသွားဘဲနဲ့ဗာပေးလိုက်တာလေစကားပေးလိုက်တာဗာပေးလိုက်တာလေစကားဖယားရဲ့စကားဒါကြောင့်ကိုရောစကားတတ်နိုင်တယ်ယုံလိုက်ကိုရောစကားဖြစ်နိုင်တယ်ယုံလိုက်ယုံသူတိုင်းရဲ့အပေါ်မှာထူခြားစွာပြုမဲ့ဖယားကျေးဇူးတင်တယ်ကျေးဇူးတင်တယ်ကျေးဇူးတင်တယ်ဟိုတရားဟောချက်တွေမပြီးတော့ဖြစ်သွားလိမ့်မယ် Okay by the way အဲ့ဒီတချင်းတပုတ်ကကျွန်တော်ရဲ့ဘဝမှာတော့မီလီယံကျော်သွားတာအဲ့တပုတ်ပဲရှိတယ်အဲ့ဒီရောက်ရိုက်ပေးတာတော့နာမည်မထည့်ဘူးဒါပေမဲ့ကျွန်တော်ထည့်တော့မယ်အခုအဲ့ဒါကဆီယမဝန္တာဖြစ်ပါတယ်လို့ရိုက်ခဲ့တယ်ဆီယမဝန္တာဘုရားခင်အရန်သုံးတယ်ဒါပေမဲ့သူ့နာမည်မဖော်ဘူးအဲ့ဒါကြောင့်ဆရာဖော်ပလိုက်တာကိုရောစကားတတ်နိုင်တယ်ကိုရောစကားဖြစ်နိုင်တယ်ယုံသူတိုင်းပေါ်မှာထူးခြားစွာမလိုက်တော့ဘူးဗာပေးလိုက်တာလေစကားသွားမင်းသားအသက်ချမ်းသာရပြီမိန်တော်မူတယ်ထိုအမတ်ဒီယေရှုမိန်တော်မူသောစကားကိုလာခေါ်ပါတော့ဆိုမှခေါ်တော့လေအထားတွေကိုင်နေကိုဘယ်တော့ပေးရမပြောကိုတော့အဲ့လိုလုံးလုံးမရဘူးဖေဟာဝန်ခံခြင်းနဲ့ဝန်ခံခြင်းနဲ့ယုံကြည်ခြင်းဝန်ခံခြင်းနာခံခြင်းနဲ့ထွက်သွားတာထိုယေရှုမိန်တော်မူသောစကားကိုယုံရသွားလေတယ်နေ့တိုင်းတင်သွားမှာပါလေဖခင်ရဲ့စကားတွေကိုဆွမ်းလမ်းပြီးတော့သက်ရှင်နေနေ့တိုင်းကနမိတ်လက္ခဏာတဲ့နောက်ကနေလိုက်လေမယ်ဟာလေလုယာဖ
ရားရဲ့နှုတ်ကပတ်တော်ဆွဲလာပြီးတော့အသက်ရှင်တဲ့သူနေ့တိုင်းဖရားစကားငါအထက်မှာဖြစ်ပြီးလို့ဝန်ခံတဲ့သူရဲ့အသက်တာထဲမှာ goodness and mercy shall follow me all the days of my life ဆိုဖြစ်လာလေ